ပါဠိမြန်မာအင်္ဂလိပ်ဗုဒ္ဓဘာသာဝါဒများကပ္ပတ္တိကမ္ဘာပတ်လုံးတည်သောဗျာတိဟာတကူ enduring for a world formation cycle. ကပ္ပတ္တိတိကမ္ဘာပတ်လုံးတည်သောဗျာတိဟာတကူလေးမျိုး Four things that endure for a world formation cycle. 1. လ၌ယုံရုပ်အမှတ်တစိမ့် 1. The rabbit figure on the surface of the moon. 2. ငုံမင်းဇက်လာမင်းငိမ့်ရန်နေရာကိုမီးမလောင်နိုင်ခြင်း 2. Never fire at the place where the quail affirmed solemnly not to get fire. 3. ဂတိကာရအိုထိန်တဲ့ဤအိမ်နေရာမိုးရေမစွတ်ခြင်း 3. Never wet at Gudikara, a potter's house. 4. နလကာရဇက်လာရေကန်အနီးပေါက်နေသောကျူပင်များအစစ်အပိတ်မစီခြင်း 4. The reed without note near the Nalakara pond. ကပ္ပဘိန္ဒုထိုသင်္ကန်းအသည့်ဤတောင်တနေရာရာ၌အဆက်အပြောက်ရေးထိုးမှတ်ခြင်း Making a ritual spot at the corner of a robe. ကပိလဝိနှင့်ကောလိယနှစ်ပြည်ထောင်တို့ရောဟိနီမြစ်ရေလူရာမှစစ်ပွဲပြင်ဆင် Preparing for a war between Kapala city and Kolia city due to the water of Rahini river for irrigation. ကပိလဝိမြို့တက္ကအတိုင်းဖျားစဉ်ခမည်းတော်သုဒ္ဓရဏစိုးသောမြို့ဖြစ်သည် City of Kapalabat, Saka state. This was a city ruled by Suddhodana, but his father. ထိုမြို့သည်ပြည့်စုံကြွယ်ဝ၏စီပင်ဝါပြော၏လူဦးရေများ၏လူမျိုးစုံ၏ This city was rich and prosperous, populous, crowded. လမ်းတို့လမ်းချင်းလမ်းပေါင်းစုံရှိ၏ဆင်များလည်းလှည့်ပြေးနေတတ်၏မြင်းများလည်းလှည့်ပြေးနေတတ်၏ Many roads, narrow, small and wide, with stray elephants, stray horses. ယထာများလည်းလှည့်ပြေးနေတတ်၏လှည့်များလည်းလှည့်ပြေးနေတတ်၏လူယောက်ျားများလည်းလှည့်ပြေးနေတတ်၏ Stray chariots, stray carts and stray men. ကပိလဝတ်မြို့သာဝတိ၌ဝါကတ်ဆိုပြီးဝါကျွတ်၍ကပိလဝတ်မြို့သို့ကြောက်ရောက်လာသောရဟန်းတော်တစ်ပါးအားကပိလဝတ်သားတာဂီဝေမင်းတို့ကဖျားစဉ်စင်သာရိပုတ္တရာရှင်မောက္ကလန်နှင့်တန်ဃာတော်များသည်ကျမ်းမာပါ၏လောစသည့်သတင်းမေးကြခြင်း The Sakya of Kapalavat asked about Lord Buddha, Sariputta, Moggallana, and monks to a certain monk who had spent the rainy retreat, Vasa and Sabatthi, and had arrived at Kapalavat. ကပ္ပိယဟန်တော်များဝိနည်းနှင့်အညီစွမ်းပစ္စည်းဖုံးပေးသုံးဆောင်စားနိုင်ရန်တင့်လျော်အောင်ပြုခြင်း Kapi, to make something allowable for monks to use or consume according to the Vinaya rules. ကပ္ပိခြင်း၅မျိုးကျင်စသမဏကပ္ပ To make use of fruit in 5 ways for monks. 1. အဂ္ဂိပရိစီတာမီးဖြင့်ကပ္ပိခြင်း 1. Agiparisita, making allowable by fire. 2. တထပရိစီတာဓာဖြင့်ကပ္ပိခြင်း 2. Sattva parisita, making allowable by knife. 3. နခပရိစီတာလက်သက်ဖြင့်ကပ္ပိခြင်း 3. Naka parisita, making allowable by fingernail. 4. အဘိဇအစိတ်မပါသောတတိဝါမျိုးစေ့မဖြစ်သောတတိ 4. Abija, seedless fruit or fruit incapable of germination. 5. နိဗ္ဗတဘိဇအစိတ်ထုတ်ပြတတိ 5. Nibbata bija, fruit with removed seeds. ကပ္ပိနီကပ္ပိယကရဏ၅မျိုးတတိတစ္စေစသည်တို့၌ယဟန်တော်များအဆက်အောင်ဝိနည်းနှင့်ညီစွာပြောဆိုပြုမှုနီ 5 ways to make fitted with Vinaya, rules regarding fruit, seed, and vegetable. ယဟန်တော်ကအဆက်အောင်ပြုပေသူကပ္ပိယအားပြောရသည် A monk tells as follows to the person who makes fitted with Vinaya, for the monk. 1. ဣမံဇာနာဒါကိုသိပါလော 1. Imam Jena, understand this. 2. ဣမံဒေတိဒါကိုပေးပါလော 2. Imam Didi, donate or offer this to me.
3. ဣမန်အာဟရဒါကိုဆောင်ခဲ့ပါလော့ 3. Imam Ahara, bring this for me. 4. ဣမိနာအထောဒါကိုဖြင့်အလိုရှိပါ၏ 4. Imam Atham, fulfill the need with this. 5. ဣမန်ကပ္ပိယံကရောဟိဒါကိုအဆက်အောင်ပြုပါလော့ 5. Imam Kapiya Karohi, make this allowable for use. ယဟန်တော်တို့ကထိုသို့ပြောပြီးတော့ကပ္ပိယံဗန္ဒီဟုပြန်လဲဆောက်ထားကဝိနည်းတော်နှင့်ညီလေးရဲ့ဖုံးပွေးသုံးဆောင်နိုင်သည် Then a certain layperson should reply him, Kapiya Banti, I have made it suitable. Thus, the monk can consume the fruit suitably. ကပ္ပိယ Monk's assistant, attendance. ကပ္ပိယကကာရက Acting, doing, serving as an assistant, attendance for monks. ကပ္ပိယရွာ Religious service village. ဗိမ္ပိတာရမင်းကြီးသည်အစဉ်ပိလိန်ဒဝစ္စာအားအယံဆောင်လူ900ကိုလူသည်ရွာတီထားသည် King Bimbe Sera donated Venerable P. Linda Bakshaw, 500 servicemen. They stayed in group as a small village. အာရာမိကကာမကအာယံဆောင်ရွာပိလိန်ဒကာမကပိလိန်ဒရွာလေးဟု၍ခေါ်၏ကပ္ပိယရွာသည် The village was known as Religious Servicemen Village or P. Linda Village. ကပလီကာရအာဟာရအလုတ်အလွိအလုံးအခဲအဆိုင်အခဲပြုအပ်သောအစာအစာ Edible food, solid or liquid food, food formed into balls. ကန်းကြည့်ငှက်ကန်းစာငှက်တီရဓာတ်သည်တကူနာပင်လယ်ကူသင်္ဘောများမှာအသုံးပြုသည် A land spotting bird. ကမကထဥဆောင်ခြင်း Supervise, undertake. ကံပလွေ Bamboo ripped roll of cloth which wraps up palm leaf manuscript. ကပီးစာရန် Inscription, writing. ကပီးထို Record in writing, inscribe. ကမကွင် The bow for a robe, monk's robe. ကံဘောဇာတိုင်း Kambo jar state.